ဖေဖြစ်ပြီလို့စတိလိုက်ရတဲ့နေ့မှာဟိုဒါပေါ့နော်တခါမှမဖြစ်ဘူးတဲ့ခံစားချက်တွေတော်ရှင်မှုတွေပီတိတွေတော့ခံစားရတာပေါ့နော်အဲ့ဒီနောက်မှာဘာတွေပါပါလဲဆိုတော့တာဝန်တွေပူကြီးလာတယ်လို့ခံစားရတာပေါ့တာဝန်တွေပူကြီးလာတယ်နောက်ပြီးတော့ဖခင်ကောင်တယောက်ဖြစ်ဖို့အတွက်ဘယ်လိုဆက်ပြီးတော့ဒီလိုပေါ့ပေါ့တန်တန်လုံးမရတော့ပေါ့နော်ပို့ပြီးတော့စူးစမ်းအောင်မဆိုတဲ့အဲ့လိုဒီအတွေးမျိုးတွေတော့ဝင်လာတာပေါ့နော်ဟုတ်ကဲ့တတိယမိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဖေကလည်းကျွန်တော်ကိုချစ်ခဲ့တယ်အလိုလိုက်ခဲ့တယ်ပေါ့နော်ကျွန်တော်ဖေကဝန်ထမ်းတယောက်ဖြစ်တဲ့အတွက်သူလာသာထုတ်တဲ့ရက်ဒီမှာဆိုရင်ကျွန်တော်ကိုသူအပြင်ခေါ်သွားပြီးတော့ကျွန်တော်လိုအပ်တာတွေကိုသူတက်နိုင်တဲ့လောက်ဖြည့်ဆည်းပေးတာပေါ့ကျွန်တော်ပျော်ရွှင်မှုတွေဖြည့်ဆည်းပေးတာပေါ့နော်ကျွန်တော်အမြဲတမ်းဆို view ဆိုင်ခဲ့ပါတယ်ငယ်တုန်းကတော်တော်လေးကိုချစ်ခဲ့ပါဒါကြောင့်မို့အခုချိန်မှာကျွန်တော်အဖေကိုကျွန်တော်အမြဲတမ်းတတိယနေတယ်ကျွမ်းနေတယ်ဟုတ်ကဲ့ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သူ့ကိုအရန်ချစ်တာဟုတ်သူမွေးခဲ့တဲ့ကကျွန်တော်သူ့ကိုငယ်တဲ့ကတက်နိုင်တဲ့လောက်သူ့ဆန္ဒတွေကိုဖြည့်ဆည်းပေးခဲ့တယ်သူလိုတာတွေကိုမဖြစ်ဖြစ်အောင်လို့မဖြစ်ဖြစ်နိုင်တဲ့ကြားတွေကနေပြီးတော့ကိုအဆင်ပြေသလောက်ပေါ့နော်ကိုစူးစမ်းပေးနိုင်တဲ့လောက်ကျွန်တော်စူးစမ်းပေးခဲ့တယ်သူ့အပေါင်းအသင်းတွေကြားထဲမှာသူ့တငယ်ချင်းတွေကြားထဲမှာမျက်နှာမငယ်အောင်လူတွေကြားထဲမှာမျက်နှာမငယ်အောင်ကျွန်တော်ဖြည့်ဆည်းနိုင်မှုကျွန်တော်တတ်နိုင်မှုစူးစမ်းခဲ့တယ်နောက်ပြီးတော့သူကလည်းကျွန်တော်ကိုချစ်တယ်အခုအချိန်ကြီးပါပဲသူ့ရဲ့ဆန္ဒတွေကိုကျွန်တော်အတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့တယ်အများကြီးမဟုတ်တာတော့မှတဝက်တချို့တလေအကုန်လုံးတတ်နိုင်တယ်အကုန်လုံးပေါ့နော်ကျွန်တော်ဖြည့်ဆည်းနိုင်တော့စူးစမ်းပေးခဲ့တယ်ချစ်ပါတယ်ကျွန်တော်နဲ့ရင်းနှီးရှိတယ်အခုချိန်ကြီးလဲချစ်နေတော့မယ်အတူတူသွားအတူတူစားကျွန်တော်ကတော့ကျွန်တော်ဒါကိုရိုးရိုးသားသားကြိုးကြိုးသားသားနဲ့ဟိုပေါ့နော်လူချင်းဝက်လည်းနားလေတယ်လူမွေးလည်းနားလေတယ်အဲ့လိုမျိုးလိမ္မာရင်ကျေးတဲ့လူငယ်လေးတယောက်ပြည့်သူ့ကိုနေထိုင်သွားစေချင်တယ်အဖေများနေမှာကိုယ့်မိသားစုကိုပြောချင်တာဟိုဖခင်တိုင်းမှာသူတို့တန်ဖိုးတွေနဲ့သူတို့ရှိကြတယ်သူတို့ကသူပညာတက်ပညာမတက်တဲ့အလောက်ကန်ကောင်းအောင်အလောက်ကန်မကောင်းအောင်ဝင်ငွေကောင်းအောင်ဝင်ငွေမကောင်းအောင်ဖခင်တိုင်းကသူတို့တွေကခံစားချက်သူတို့တွေရည်နှမ်းမှာပဲမျိုးတိတ်ထားကြတာပေါ့နော်သူတို့ရဲ့ပြင်မမှုတွေအဆင်မပြေမှုတွေကိုအဲ့လိုမျိုးတိတ်ထားတဲ့အတွက်သူတို့ရဲ့ခံစားချက်တွေကိုလည်းဝင်ခံစားကြည့်ပါအဲ့လိုပဲပြောချင်